ပြည်တော်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်လို့တပ်မတော်ကိုတိုက်စွမ်းအားရှိတဲ့ခေတ်မီတပ်မတော် Standard Army တရက်ဖြစ်အောင်ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာတိုက်စွမ်းအားရှိဖို့အတွက်လိုအပ်တဲ့အရင်းမြစ်တွေရရှိစေဖို့ကျွန်တော်တို့အစိုးရအနေနဲ့မူဝါဒများချမှတ်ပြီးဆက်လက်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်ဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှန်340နဲ့အညီနိုင်ငံတော်လူကြီးတဲ့ကာကွယ်ရေးမှာပြည်သူလူထုတရားလုံးပါဝင်ရေးအတွက်တပ်မတော်ဦးဆောင်မှုနဲ့ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်ရမှာလည်းဖြစ်ပါတယ်။နိုင်ငံတော်မှာယူသည်ခံညာလောက်တဲ့ကာကွယ်ရေးဆောင်ပတ်ကနဲ့လူကြီးဆောင်ပတ်ကရရှိစေဖို့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းကအာဏာတည်ရှိခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်းဆက်လက်အကောင့်တွေပေါ်ကျင့်သုံးသွားမှာဖြစ်ပါတယ်။တိုက်စွမ်းရရှိတဲ့တပ်မတော်ဖြစ်လာစေဖို့လေးလာလေးကျင့်လိုက်နာဆိုတဲ့လုပ်ငန်းစဉ်နဲ့ညီတပ်မတော်ကအမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာဖြစ်ပါတယ်ပြည်သူ့လုံခြုံရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိပေမဲ့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအရတပ်မတော်အနေနဲ့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးပါဝင်ဖြည့်ရှင်းဆောင်ရွက်နေရခြင်းလည်းဖြစ်ပါတယ်ရဲတပ်ဖွဲ့မှာနေပြည်တော်နေမီထင်းသေးနဲ့ရဲတပ်ဖွဲ့ Armed Force Police နဲ့စီမင်းဥပဒေစီမင်းကမ်းပိုင်းဆိုင်ရာထင်းသိမ်းတဲ့ရဲတပ်ဖွဲ့ Law Force Police ဆိုပြီးတော့2မျိုးရှိပါတယ်ပြည်တွင်းငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ရဲတပ်ဖွဲ့တွေရဲ့စောင့်ဆောင်မှုပိုင်းဆိုင်ရာပုံမှုတူတက်လာစေဖို့စနစ်တကျလေ့ကျင့်ဆောင်ပေးသွားမှာဖြစ်ပါတယ်လေ့ကျင့်သာပြုပါတော့အာဂရိကင်းသောပြည်သူချစ်သောရဲတပ်ဖွဲ့များဖြစ်လာစေဖို့စီမံဆောင်ပေးသွားမှာဖြစ်ပါတယ်ရတဖို့များနေထိုင်မှုအဆင်ပြေစေဖို့နဲ့24နှစ်အသင့်ရှိနေစေဖို့အဆင့်ရှိတဲ့ရတဖို့အေယာတွေကိုလည်းတိဆောက်ပေးလျက်ရှိနေပါတယ်ပြည်သူလူထုရဲ့အဓိကထိတွေ့နေရတဲ့ရက်ွက်ကြေးရွာအုပ်စုစဉ်မြို့နယ်အဆင့်တွေမှာတာဝန်ယူရတဲ့အုပ်ချုပ်အဖွဲ့အစည်းတွေကိုလည်းနိုင်ငံတော်ကချမှတ်ထားတဲ့စီမီစည်းကမ်းတွေဥပဒေနဲ့အုပ်ချုပ်ရေးအခြေခံသဘောတရားတွေကိုသိရှိနားလည်တဲ့အာဂရိကင်းပြီးစွမ်းရည်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်အောင်စနစ်တကျလေ့ကျင့်ပေးသွားမှာလည်းဖြစ်ပါတယ်